အပြင်ကလွတ်လပ်တဲ့ကျင့်ကြံသူတစ်ယောက်ကစိတ်ထဲယုံမှပြီးအဆင့်မြင့်ပိုးကောင်အိုးတွေကိုပါရရှိသွားမယ်ဆိုရင်တော့အဲ့ဒါကကဘာကြီးအတွက်တကယ်ကိုကြီးမားတဲ့အန္တရာယ်တစ်ခုဖြစ်လာနိုင်တယ်။အင်အားကြီးအဖွဲ့အစည်းတွေထဲမှာတော့အဓိကအဖြစ်တန့်စင်ရေးအဖွဲ့မိတောင်နန်းတော်နဲ့မသေးမျိုးမန်နဲ့ဆိုပြီးရှိကြတယ်။အဲ့ဒီထဲမှာတန့်စင်ရေးအဖွဲ့ကတရားဝင်အစိုးရအဖွဲ့အစည်းဖြစ်ပြီးအတန်မာဆုံးလည်းဖြစ်တယ်။သူတို့မှာမြို့တိုင်းလိုလို၌ဌာနခွဲတွေရှိပြီးအရင်းမြစ်ပိုများသလိုအဆင့်တန်းလည်းပိုမြင့်မားတယ်။ဒါပေမဲ့ပြဿနာကအန္တရာယ်ရမ်းများတာပဲတကယ်လို့တားရဲတွေရဲ့တိုက်ခိုက်မှုဖြစ်လာပြီဆိုရင်တန့်စင်ရေးအဖွဲ့ဝင်တွေဟာနောက်ဆုံးမှစုခွာခွင့်ရှိတာလေမိတောင်နန်းတော်နဲ့မသေးမျိုးမန်နဲ့တို့ရဲ့စိုးကွက်ကတော့အဆင့်မြင့်ကျင့်ကြံသူတွေကအောက်ကလူတွေကိုအကုန်မိတ်ပေးချုပ်ကင်ထားတာပဲအောက်ခြေလူတွေကဘလောက်ပဲအစွမ်းထက်တဲ့ပိုးကောင်အိုးတွေကိုရအပေါ်ကလူတွေကသဘောကျလို့လိုချင်နေဆိုရင်မဖြစ်မနေအနံ့ကြရတာတေချာစဉ်းစားပြီးတဲ့နောက်မှာတော့အတန်မာဆုံးဖြစ်တဲ့တန့်စင်ရေးအဖွဲ့တွေကိုပဲဝင်ဖို့ဆုံးဖြတ်လိုက်တယ်ပြီးခဲ့တဲ့ဘဝတုန်းကလည်းအဆင့်မြင့်အိုးတစ်လုံးကြောင့်ပဲတန့်စင်ရေးအဖွဲ့တွေဝင်ခဲ့တာလေအဖွဲ့အတွက်အသက်ဆုံးပေးရမယ့်အလုပ်မျိုးကိုတော့တခြားလူတွေပဲလုပ်ပါစေအခုလောလောဆယ်အဓိကအကြဆုံးကကိုယ်တိုင်တန်မာလာဖို့ပဲအခုဆိုကို့မှာပစ္စည်းတွေရောကျင့်စဉ်ပိုးကောင်တွေပါအလုံးလောက်ရှိနေပြီမလို့ရေပိုးကောင်နဲ့မီးပိုးကောင်ကိုပေါင်းဆက်ဖို့အချိန်တန်ပြီရေနဲ့မီးပိုးကောင်နှစ်ကောင်ရဲ့စင်ကဲပြောင်းလဲခြင်းကိုစတင်လိုက်တယ်အခုဆိုကျွန်တော်မှာစုစုပေါင်းကျင့်စဉ်ပိုးကောင်၈ကောင်ရှိနေပြီးအနီရောင်အဆင့်ရှိတဲ့တက်တန်းပိုးကောင်အပြာရောင်ကိုရောင်ဖြောက်ပိုးကောင်အပြာရောင်ပုံးကွယ်ခြင်းပိုးကောင်နဲ့တပိုးကောင်အစိမ်းရောင်အမြန်နှုံးပိုးကောင်နဲ့တိုးလောင်ရေးပိုးကောင်အဖြူရောင်မီးပိုးကောင်နဲ့အဖြူရောင်ရေပိုးကောင်တို့ဖြစ်တဲ့ဒီပေါင်းဆက်မှုဟာတိုက်ခိုက်ရေးရောကာကွယ်ရေးပါတော်တော်လေးမျှတမှုရှိတယ်ဒါအပြင်ထူးခြားတဲ့စွမ်းရည်တွေနဲ့လှည့်ကွက်တွေလည်းပါဝင်နေတာမလို့စွမ်းရည်အဆင့်သတ်မှတ်ချက်ကနေမှာမဟုတ်ပါဘူးအဲ့ဒီထဲမှာကိုရောင်ဖြောက်ခြင်းနဲ့ပုံးကွယ်ခြင်းစွမ်းရည်တွေကကိုယ့်ကိုအသက်ရှင်တန်နိုင်စွမ်းပိုမြင့်မားစေတယ်လို့ချောင်းမြောင်းလုပ်ကြံမှုအတွက်လည်းအကောင်းဆုံးပဲဒါကိုဓာပိုးကောင်ရဲ့အဖြတ်စွမ်းအားနဲ့တွဲဖက်လိုက်မယ်ဆိုရင်တော့တင်ဟာထိတ်တန်းလူသက်သမားတစ်ယောက်ဖြစ်လာမှာပါစဉ်းစားကြည့်လေကိုရောင်ဖြောက်ထားပြီးဘာအငွေ့တက်မှပေးမသိဘူးပြစ်မှတ်ကိုတေချာနေရာရှာပြီးတာနဲ့ဓာပိုးကောင်နဲ့လှမ်းတိုက်ခိုက်လိုက်မယ်ဘသူကခံနိုင်ရရှိမှာလဲကာကွယ်ဖို့နေနေတာစတုထအဆင့်ရှိတဲ့ကျင့်ကြံသူတောင်အသက်ရှင်မှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကလူသက်သမားလုပ်ဖို့တိတ်ဆိတ်မဝင်စားပါဘူးတိတ်လေးချောင်းမြောင်းတက်တာထက်ဆိုင်ရင်အင်အားပြည့်နဲ့ပြောင်းတက်ရတာကိုပိုသဘောကျတာမလို့အခုကျွန်တော်အလေးနဲ့ဆုံးထားတာကမီးပိုးကောင်နဲ့ရေပိုးကောင်ပဲတကယ်လို့သူတို့ကိုအရင်ဆုံးအဆင့်၄ထိမြင့်တင်ပြီးမှပေါင်းဆက်လိုက်မယ်ဆိုရင်အဆင့်၄ရှိတဲ့ရေမီးပိုးကောင်ကိုရရှိမှာဖြစ်တယ်အဆင့်၄ရှိတဲ့ရေမီးပိုးကောင်ဟာသူ့ရဲ့အဆင့်တန်းထဲမှာတော့အကောင်းဆုံးတိုက်ခိုက်ရေးပိုးကောင်ပဲဒါဆိုကိုယ့်ရဲ့စွမ်းအားကအများကြီးတက်လာမှာဖြစ်ပြီးဒီလိုပေါင်းဆက်နည်းကပစ္စည်းတွေကိုလည်းအများကြီးတက်တာစေတယ်အားနည်းတဲ့အချိန်ကိုလည်းရှော့ချပေးနိုင်တာပေါ့အဲ့ဒါကိုတွေးရင်းနဲ့ပဲအချက်လက်မျက်နှာပြင်ကိုဖွင့်လိုက်တယ်ကျွန်တော်မီးပိုးကောင်ကိုရွေးချယ်ပြီးစင်ကဲမြင့်တင်လိုက်တယ်စင်ကဲမြင့်တင်ဖို့တေချာပါသလားမီးပိုးကောင်ကိုမြင့်တင်ဖို့အတွက်မီးတောက်တစ်တီးတစ်လုံးနဲ့တက်တန်းနှစ်တရလိုအပ်တယ်ကျွန်တော်ဘာမှတုံ့ဆိုင်မနေပဲချက်ချင်းရွေးချယ်လိုက်တယ်မီးတောက်တစ်တီးနဲ့တက်တန်းစွမ်းအင်တွေကုံဆုံးသွားတဲ့အခါတောက်လောင်နေတဲ့မီးတောက်စွမ်းအားတွေဟာတက်တန်းစွမ်းအင်တွေနဲ့အတူမီးပိုးကောင်တွေကိုစီးဝင်သွားခဲ့တယ်တခဏအတွင်းမှာပဲမီးပိုးကောင်တွေကစွမ်းအားတွေဟာပြင်းထန်စွာတုန်ခါလာပြီးအဲ့ဒီစွမ်းအားကကိုယ်ခန္ဓာကိုယ်ပါလာရောက်ပြောင်းလဲစေတယ်မကြခင်မှာပဲပြင်းထန်တဲ့မီးတောက်အလင်းတန်းတစ်ခုဟာမီးပိုးကောင်စီကနေပွင့်ထွက်လာပြီးမျက်နှာကျက်အထိတောင်လောင်ကျွမ်းသွားခဲ့တယ်ကျွန်တော်ကတော့တီတီငိမ့်ငိမ့်နဲ့ပဲကြည့်နေမိတယ်လောင်ကျင်လောင်ပါစေဘာပဲဖြစ်ဖြစ်ဒီဟိုတယ်ကနေမကြခင်ထွက်သွားတော့မှာပဲဥစ္စာမီးပိုးကောင်ဟာအဆင့်3ကိုရောက်ရှိသွားခဲ့ပြီးကျွန်တော်အချိန်မပြတ်စေပဲချက်ချင်းပဲထပ်ပြီးစင်ကဲမြင့်တင်လိုက်တယ်ကိုယ့်ရဲ့တတ္တမအဆင့်ရှိတဲ့စိတ်ဝိညာဉ်စွမ်းအားကြောင့်စင်ကဲပြောင်းလဲဖို့အချိန်နဲ့ပိုကြာမြင့်ခဲ့ပေမဲ့တောက်ခံရတာကတော့လွယ်ကူပါတယ်စင်ကဲပြောင်းလဲခြင်းပြီးဆုံးသွားတဲ့အခါအဆင့်၄ရှိတဲ့အဖြူရောင်မီးပိုးကောင်ဖြစ်လာခဲ့ပြီးသူ့ရဲ့စွမ်းအားကအပြာရောင်အဆင့်တရှိတဲ့တိုက်ခိုက်ရေးပိုးကောင်ကိုတောင်ရှင်နိုင်စွမ်းရှိနေပြီးဒါပေမဲ့ဒါကကျွန်တော်ရဲ့အကန့်အသတ်မဟုတ်သေးပါဘူးအခုကျွန်တော်ရေပိုးကောင်ကိုလှည့်ကြည့်လိုက်တယ်တောက်လောင်နေတဲ့မီးပိုးကောင်နဲ့မတူပဲရေပိုးကောင်ကတော့အေးချမ်းငြိမ်သက်လို့နေတယ်ဒါကြောင့်စင်ကဲမြင့်တင်ရတာပိုပြီးလွယ်ကူခဲ့ပါတယ်10မိနစ်လောက်ကြာပြီးတဲ့နောက်ရေပိုးကောင်ဟာလည်းအဆင့်၄ကိုရောက်ရှိသွားခဲ့ပြီးဒါပေမဲ့ကိုယ့်ရဲ့တက်တန်းနှစ်တရတောင်ကုံဆုံးသွားခဲ့ရတယ်ဒါကတော့တကယ်ကိုနှမျောစရာပဲတကယ်လို့သာကို့မှာတက်တန်းတိုးပေးတဲ့ပိုးကောင်မရှိရင်ဒီလိုစင်ကဲမြင့်တင်ဖို့ဘယ်တော့မှရွေးချယ်မှာမဟုတ်ဘူးအဖြူရောင်အဆင့်ရှိတဲ့ပိုးကောင်နှစ်ကောင်လုံးအဆင့်မြင့်သွားကြပြီးအခုဆိုရင်သူတို့နှစ်ကောင်စလုံးပိုပြီးခက်ခဲတဲ့စမ်းသပ်မှုတစ်ခုကိုရင်ဆိုင်ရတော့မှာပါမပေါင်းဆက်ခင်မှာကျွန်တော်သားလောင်းရှင်အကောင်ရေ10ကနန်းလောက်ကိုထုတ်လိုက်ပြီးဝေရွှေရေပိုးကောင်ကိုအဝအပြေးကျွေးလိုက်တယ်ဘာလို့လဲဆိုတော့ပေါင်းဆက်မှုကြရှုံးမှုရာဂိုင်နှုန်းကို10တောင်ရှိနေလို့ပဲကြရှုံးတာဟာတေးဆုံးခြင်းကိုဆိုလိုတာလေတကယ်လို့သူတို့တွေအစာဝါးလင်းလင်းမစားရသေးပဲတေးသွားခဲ့ရင်အရန်တနာဖို့ကောင်းမှမလို့ပါဝေရွှေတို့ကအစိမ်းရောက်အဆင့်ရှိတဲ့ပိုးကောင်တွေပဲဖြစ်ပေမဲ့အဆင့်၄ကိုရောက်သွားတဲ့အခါသူတို့ရဲ့စွမ်းအားကလုံးဝကိုပြောင်းလဲသွားမှာဖြစ်တယ်ဒါကကျွန်တော်စုပ်ဖူးတဲ့အာရချတ်စိမ်းမျိုးစားတွေနဲ့တော်တော်လေးတူတယ်ဂိမ်းထဲမှာရှားပါမှုအဆင့်နှိပ်ပေမဲ့ကျဲ3ပွင့်ပြည့်နေတဲ့အဖြူရောင်သူရဲကောင်းဟာကျဲ1ပွင့်ပဲရှိတဲ့အပြာရောင်သူရဲကောင်းကိုအသားလေးအနိုင်ပိုင်းနိုင်တယ်လို့ခရမ်းရောင်အဆင့်ကိုတောင်ရှင်းနိုင်တာမျိုးပေါ့အဲ့ဒီနောက်မှာတော့ကျွန်တော်ကဘာအချက်လက်မျက်နှာပြင်ကိုပြန်ဖွင့်လိုက်တယ်မပေါင်းဆက်ခင်မှာရေနဲ့မီးစွမ်းအားနှစ်ခုမျှတသွားစေဖို့အတွက်ပြင်ဆင်ထားတဲ့ပစ္စည်းအများပြားကိုထည့်သွင်းလိုက်ပြီးကိုယ့်ရဲ့စိတ်ဝိညာဉ်စွမ်းအားကိုတုံးပြီးတော့ပါကူညီပေးလိုက်တယ်ဒါဆိုရင်ပုံမှန်အားဖြင့်အရန်နေလာတဲ့အောင်မြင်မှုရာဂိုင်နှုန်းကိုနည်းနည်းတော့ပြန်တက်လာစေနိုင်မှာပါအဲ့ဒီအခိုက်အတန့်မှာပဲအလင်းလုံးကြီးတစ်ခုပေါ်ထွက်လာပြီးဝေရွှေတို့ကိုချက်ချင်းဝါမျိုးပတ်သက်လိုက်တော့တယ်အဲ့ဒီစက္ကန့်ပိုင်းလေးထဲမှာပိုးကောင်နှစ်ကောင်စလုံးဟာပြတလဲနဲ့စိုးရိမ်ထိတ်လန့်သွားကြတယ်သူတို့လည်းတစ်ခုခုကိုရိပ်မိသွားကြတဲ့ပုံပဲတစ်ကောင်နဲ့တစ်ကောင်ရန်လိုတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေကြတော့တယ်မူလကတည်းကရေနဲ့မီးဆိုတာဘလို့မှတဟစာတမဖြစ်ပဲအချင်းချင်းတွန်းကန်နေတဲ့အရာတွေလေအခုဒါကိုအတင်းအဓမ္မပေါင်းစည်းခိုင်းနေတာဆိုတော့သူတို့လက်မခံချင်ကြတာတဘာဝပါပဲဒါကြောင့်မလို့လဲပြီးခဲ့တဲ့ဘဝတုန်းကရေမီးကျင့်စဉ်ပိုးကောင်ဆိုတာမျိုးကအရန်ကိုရှားပါခဲ့တာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကျွန်တော်ကြိုတင်ပြင်ဆင်ပြီးထည့်ထားတဲ့စေးဘက်ဝင်ပစ္စည်းတွေကအလုပ်လုပ်လာခဲ့တဲ့အလင်းလုံးကြီးရဲ့အတွင်းထဲမှာအပြန်လန်တိုက်ခိုက်နေမှုကိုပြန်လည်ညှိနှိုင်းပေးမဲ့အေဂျင့်ညင်သက်ပြီးနူးညံ့တဲ့စွမ်းအင်တရက်ပေါ်ထွက်လာခဲ့တဲ့ဒီစွမ်းအားကဝူနဲ့ရွှေကြားကပြင်းထန်တဲ့ပုတ်တိုက်မှုကိုထိန်းညှိပေးလိုက်တာပါဒါကိုမြင်တော့ကျွန်တော်လည်းကိုယ့်ရဲ့စိတ်ဝိညာဉ်စွမ်းအားကိုတုံးပြီးသူတို့ကိုစိတ်အေးသွားအောင်ထပ်မံနှိပ်သိမ့်ပေးလိုက်တယ်တဖြည်းဖြည်းနဲ့သူတို့ရဲ့ခန္ဓာကိုယ်တွေဟာတငွေ့အတွင်းပြောင်းလဲသွားပြီးတစ်ခုနဲ့တစ်ခုပေါင်းဆက်စီးဆင်းသွားကြပြီးတော့
နောက်ဆုံးမှာတော့ကျင့်စဉ်ပိုးကောင်အတစ်တကောင်ပေါ်ထွက်လာပါတော့တယ်ပေါင်းဆက်ခြင်းအောင်မြင်ပါသည်တင်ဟာရှားပါအစိမ်းရောင်ဆင်းရှိတဲ့ရေမီးကျင့်စဉ်ပိုးကောင်ဟာကိုရရှိသွားပါပြီဒီပိုးကောင်တစ်ရဲ့ခန္ဓာကိုယ်တစ်ဝက်ကအပြာရောင်ဖြစ်ပြီးကျန်တဲ့တစ်ဝက်ကတော့အနီရောင်ဖြစ်နေတယ်ရေနဲ့မီးရဲ့စွမ်းအားနှစ်ရက်ဟာသူ့ရဲ့ခန္ဓာကိုယ်တွင်းထဲမှာအချိုးကျကျနဲ့အပြည့်အဝတည်ရှိနေတာဖြစ်တယ်ကျွန်တော်လည်းရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ပဲအချက်လက်စာမျက်နှာကိုအမြန်ဖွင့်ကြည့်လိုက်မိတယ်အမီရေမီးပိုးကောင်အစိမ်းရောင်အဆင့်လေးစွမ်းအားရေနှင့်မီးစွမ်းရည်တဲ့မီးတောက်ရေလိုင်းအလွန်မင်းပူပြင်းလာတဲ့ရေနွေးငွေမီးတောက်တွေကိုမှုတ်ထုတ်နိုင်တယ်ဒီမီးတောက်ကပူပြင်းယုံတယ်မကပဲရေရဲ့ဂုဏ်သတ္တိပါရှိနေတာမလို့ရန်သူခန္ဓာကိုယ်ကိုအရှိန်နဲ့လောင်ကျွမ်းစေပြီးဆိုးစွတ်ကညှိသွားစေတယ်အယိုးထဲအထိဆွဲကပ်သွားတဲ့သားလောင်းတွေလိုပဲပြန်ပြီးငိမ့်သက်ဖို့အတွက်အရန်ကိုခက်ခဲလာပါတယ်စွမ်းရည်နှစ်စမ်းသက်ရေစင်ပြင်းထန်တဲ့ကဘာဦးမီတောက်ရဲ့အပူရှိန်အစွမ်းကုန်မြင့်တင်မှုကနေတဆင့်ဖန်တီးထားတဲ့ရေစင်ဖြစ်တဲ့ဒီရေစင်ထဲမှာမီးရဲ့အနှစ်သာရတွေကိန်းအောင်နေတာမလို့အပူချိန်အမြင့်မားဆုံးနဲ့တောက်လောင်နိုင်စွမ်းရှိတယ်စွမ်းရည်သုံးရေမီးပုံးပောက်ကွဲခြင်းအပြင်းလွန်ကဲမှုဖြစ်တဲ့ရေနဲ့မီးရဲ့စွမ်းအားနှစ်ခုကိုအဆုံးစွန်အထိပေါင်းဆက်ဖိသိပ်ပစ်လိုက်ပြီးစွမ်းအင်တွေမတည်မငြိမ်ဖြစ်လာစေကပြင်းထန်လာတဲ့အဖြစ်စွမ်းအားသုံးပေါင်းဆက်ပုံးပောက်ကွဲမှုကိုဖြစ်ပေါ်စေတာပါကျွန်တော်ရေမီးပိုးကောင်ရဲ့အချက်လက်တွေကိုကြည့်ပြီးအတိုင်းမသိကျင်းနဲ့အားရစွာနဲ့ခေါင်းငိမ့်မိတော့တယ်ဒီစွမ်းရည်သုံးခုစလုံးဟာအသုံးပြုလိုက်တာနဲ့တပြိုင်နက်ကွင်းလုံးကျို area အလိုက်အပြင်းအထန်ဒဏ်ရာရစေနိုင်တဲ့စွမ်းရည်တွေကြီးပဲရန်သူတွေအုပ်စုလိုက်ကိုတစ်ချက်တည်းနဲ့အသက်ပြောက်သွားစေနိုင်တာမျိုးပေါ့ဒါတွေကိုတွေးမိရင်းနဲ့ဂျပန်နိုင်ငံဘက်ကိုတောင်ခီးသွားပြီးစမ်းသပ်ကြည့်ခြင်းစိတ်ပေါက်လာမိတယ်ကဲအခုတော့ရှေးဟောင်းလောင်းကောင်ရဲ့ကောင်းကင်နဲ့မြေပြင်အဆင့်အကဲဖြတ်မှုကိုခံယူရမယ့်အချိန်ရောက်ပြီးဒီအကဲဖြတ်မှုပြီးသွားရင်တော့ရှေးဟောင်းလောင်းကောင်ကျင့်ကြံသူဟာကောင်းကင်ဘုံကပေးတဲ့ဆုလက်တွေကိုရရှိမှာဖြစ်တယ်ထူးခြားတဲ့ပါရမီစွမ်းရည်တွေဒါမှမဟုတ်ကဘာဥပိုးကောင်တွေကိုတောင်ရရှိနိုင်တာမျိုးပါကိုကိုဘယ်အဆင့်သတ်မှတ်ပေးမလဲဆိုတာကျွန်တော်ကိုယ်တိုင်လည်းမသိဘူးဘာလို့လဲဆိုတော့စိတ်ဝိညာဉ်စွမ်းအားကဒီကဲဖြတ်မှုမှာအကျုံးမဝင်လို့ပဲကျွန်တော်လက်နှစ်ဖက်နဲ့မန္တန်တစိမ့်တစ်ခုကိုဖန်တီးလိုက်တယ်ကိုယ့်ရဲ့ခန္ဓာကိုယ်စီကနေရွှေရောင်အလင်းတန်းတစ်ခုပွင့်ထွက်လာခဲ့တယ်အဆင့်တရှိတဲ့အသက်အမျိုးအစားအလောင်းကောင်ကိုစစ်ဆေးတွေ့ရှိရသည့်အားလုံးကသူ့ရဲ့အထူးပြုချက်အရာအနီရောင်အဆင့်တွေဖြစ်ကြသည့်လောလောဆယ်တွင်ရွေးချယ်မှုပေါင်းထဲသို့မဝင်သေးပါအပြာရောင်အဆင့်ရှိသောအလောင်းကောင်အစိပ်ပိုင်းများကိုစစ်ဆေးတွေ့ရှိရသည့်အဆင့်တရှိသောကိုရောင်ဖြောက်ခြင်းပုံကွယ်ခြင်းနှင့်ဓာတ်ပိုးကောင်တို့ဖြစ်ကြသည့်အားလုံးကအဆင့်မြင့်အရေးသွေးများဖြစ်ကြသည်အလွန်ကောင်းမွန်သောပေါင်းစပ်မှုဖြစ်သည့်ရှေးဟောင်းလောင်းကောင်အဆင့်တဲ့အတွက်တင်ဟာလူသက်သမားအခန်းကဏ္ဍကိုရွေးချယ်နိုင်ပါသည်အစိမ်းရောင်အဆင့်ရှိသောပစ္စည်းများကိုစစ်ဆေးတွေ့ရှိရသည့်အားလုံးကအဆင့်လေးရှိသောရေနှင့်မီးအမျိုးအစားများဖြစ်ကြသည်တိုက်ခိုက်ရေးစွမ်းရည်အလွန်မြင့်မားသည့်အကဲဖြတ်မှုကိုဆက်လက်လှုပ်ဆောင်ပါမည်ရှေးဟောင်းအလောင်းကောင်အဆင့်နှင့်အဆုံးသက်ရလဒ်အနေဖြင့်အဆင့်နှစ်ရှိသောရှေးဟောင်းလောင်းကောင်သည်တတ်မှတ်ချက်အဆင့်ကျော်လွန်မှုကိုပြီးမြောက်စေခဲ့သည်တင်ဟာတစ်ကြိမ်နဲ့နှစ်ဆင့်စလုံးကိုပြုံးကနေကျော်ဖြတ်နိုင်ခဲ့တာပါဒီတစ်ကြိမ်တွင်ကောင်းကင်ဘုံမှပေးအပ်သောဆုလက်နှစ်ခုကိုရရှိပါမည်အဆင့်တဆုလက်ပွဲထူးမြူနင်းကြားကလူသားဒီပွဲထူးကတင်ရဲ့လျှို့ဝှက်ချက်မှန်သမျှကိုကဘာမြေကြီးစီကနေဖုံးကွယ်ပေးထားမှဖြစ်သည်ကံကြမ္မာနဲ့ဝိကံလမ်းကြောင်းတွေကိုဖျက်တောက်ပေးထားပြီးဘသူကမှတင်ရဲ့အတိတ်နဲ့ပြစ္ဆုတ်ပံကိုချောင်းမြောင်းကြည့်ရှုနိုင်မှာမဟုတ်ပါအဆင့်နှစ်ဆုလက်လူသက်သမားပါရမီစွမ်းရည်ကိုနိုးထစေခဲ့သည်တင်ဟာတကယ်ကိုသွေးအေးရက်ဆက်တဲ့မိစ္ဆာတစ်ကောင်ဖြစ်လာပါပြီတက်ဖြတ်ခြင်းကိုအလွန်မင်းဆွဲလန်းနှစ်သက်လာလိမ့်မည်စွမ်းရည်တင်လူတစ်ယောက်ကိုတက်ဖြတ်လိုက်တိုင်းတင်ရဲ့အခြေခံစွမ်းရည်အရေးသွေးတွေဟာထာဝရတိုးတက်မြင့်မားသွားမှာဖြစ်သည်စွမ်းရည်နှစ်တင်ဟာလူသက်နယ်ပယ်တစ်ခုကိုထုတ်လွှတ်နိုင်စွမ်းရှိလာမည်တင်ပတ်လဲမှာရှိတဲ့လူမှန်သမျှကိုတေခြင်းတရားရဲ့အငွေ့သက်တွေနဲ့လွှမ်းခြုံပတ်သက်ပြစ်လိုက်တာမျိုးဖြစ်တဲ့အဲ့ဒီနယ်ပယ်အတွင်းမှာတင်းရဲ့စွမ်းရည်တွေကတိတိတသာထိုးတက်သွားမှဖြစ်ပြီးရန်သူကတော့အလန့်တကြားတုံလုံးချောက်ချသွားကသူ့ရဲ့စွမ်းအားတွေအကုန်လုံးအောက်ကိုထိုးကျသွားလိမ့်မည်တက်ဖြတ်မှုတိုးလာလေလေတင်းရဲ့လူသက်နယ်ပယ်စွမ်းအားကပုံမအစွမ်းထက်လာလေလေဖြစ်ပါလိမ့်မည်ဒါပေမဲ့ဒီစွမ်းရည်ရဲ့ခိုးတောင်းက24နာရီရှိပြီးလူသက်နယ်ပယ်ကိုအသုံးပြုပြီးသွားတာနဲ့ကိုခန္ဓာကအားရင်ချင်းနေတဲ့အခြေအနေကိုရောက်သွားမှဖြစ်ပြီး8နာရီကြာမြင့်မှဖြစ်ပါတယ်ကျွန်တော်ကိုယ့်ရဲ့ဆုလက်တွေကြောင့်အံ့အားမြင်တက်လို့မဆုံးသေးခင်ပါပဲဖြုံးခနဲ့အခန်းတကားကိုလာခောက်တန်ကြားလိုက်ရတယ်တစ်ချိန်တည်းနဲ့နှစ်စင်လုံးကြော့ဖြတ်ပြီးတဲ့နောက်ကဘာဦးပွဲထုတစ်ခုနဲ့နတ်ဖျားအဆင့်ပါရမီစွမ်းရည်ကိုရလိမ့်မယ်လို့ဘယ်တော့မှမတွေးထားခဲ့မိဘူးတွေးပြီးပျော်နေတော့မှပဲတကားလာခောက်တာဆိုတော့ကျွန်တော်ချက်ချင်းသတိကြီးကြီးနဲ့အကဲခတ်လိုက်တယ်ဟယ်လိုကျမဘေးကန်းကအိမ်နီးနားချင်းပါရှင်ဒီမနက်တင်ပဲကျမတို့ဆုံခဲ့ကြသေးတယ်လေအဲ့ဒီညုံငင်ဆွဲဆောင်မှုရှိတဲ့အတန်ကိုကြားလိုက်တာနဲ့မနက်ကအပြင်းထွက်တုံးကတွေးခဲ့တဲ့ခြေအိတ်အမဲရောင်ဝတ်ထားတဲ့အရက်ရှိရှိဆွဲဆောင်မှုရှိမိန်းကလေးမန်းချက်ချင်းသတိရသွားတယ်သူမလည်းရှေးဟောင်းအလောင်းကောင်ကြင်ကြံသူတယောက်ပဲဆိုတာကျွန်တော်ကောင်းကောင်းကြီးမှတ်မိနေတာပေါ့ဘာလို့လဲဆိုတော့မနေ့ညကတညလုံးသူမခန်းထဲကနေအတန်ကျဲကြီးတွေနဲ့အော်ဟစ်တချင်းဆိုနေခဲ့လို့ပဲတကယ်လို့သာကျွန်တော်ပြန်လဲဝင်စားလာခါစားစိတ်ချနေအရန်ကောင်းမနေရင်အဲ့ဒီအချိန်ကလေးကသွားတက်ပစ်ခဲ့မိမှာကျွန်တော်မျက်မှောင်ကျုပ်ပြီးစဉ်းစားလိုက်တယ်ဒီလိုညစ်နက်တကောင်ကြီးမှာဘဝအကြောင်းတွေလာပြီးဆွေးနွေးချင်နေတာလားဘလို့မှမဖြစ်နိုင်ဘူးညစ်နက်မှလာလေတဲ့ရှေးဟောင်းလောင်းကောင်ကြင်ကြံသူဆိုတာမကောင်းတဲ့အကြံစီနဲ့လာတာသိချပါတယ်အဲ့ဒီလိုတွေးမိတော့ကျွန်တော်နှကမ်းမှာမတိမတာပြုံးရောင်တန်းသွားပြီးရင်ခုန်စိတ်လှုပ်ရှားမှုကိုမဖုံးကွယ်နိုင်တော့ဘူးဒီနေ့အတွက်အခုထိလူမတက်ရသေးဘူးလေကျွန်တော်တကားကိုဖွင့်ပေးလိုက်ပြီးအလိုက်တတိပဲပြုံးပြလိုက်တယ်ဟယ်လိုအလှလေးထဲဝင်ပြီးခဏလောက်အနားယူခြင်းလို့လားအဲ့ဒီအလှပန်းလေးဟာစွန့်သွားရတယ်တကားဖွင့်ခြင်းဒီလောက်အထိပွင့်လင်းပြီးဓာတ်ရိုက်ဆန်လိမ့်မယ်လို့မထင်ထားဘူးလေသူမအနေနဲ့နာဘူးတွေကိုအများကြီးမြင်ဘူးပေမဲ့ဒီလောက်အထိယူသွန်းတဲ့လူမျိုးကိုတော့ရှာရှာပါပါတွေ့ဘူးတာဒါနဲ့သူမကပို့ပြီးတော့တောင်ပြုံးပြလိုက်ပြီးကြည့်ရတာကျမတို့စိတ်ကူးချင်းတူနေတဲ့ပုံပဲနော်လူဘဝဆိုတာတူတူလေးရယ်ပျော်အောင်နေသွားရမှာသူမစီကနေထူးခြားတဲ့ရေမွေးနဲ့တစ်ခုပြန့်လွင့်နေပြီးရင့်ကျက်တဲ့အမျိုးသမီးတစ်ယောက်ရဲ့ဆွဲဆောင်မှုတွေနဲ့ပြည့်နေနေတယ်မောင်လေးမမကမောင်လေးထက်အသက်ကြီးနေတာကိုစိတ်မရှိဘူးမလားဟင်စိတ်မရှိပါဘူးဗျာကျွန်တော်ကမလို့ရင့်ကျက်တဲ့အမျိုးသမီးတွေကိုမှပို့သဘောကျတာကျွန်တော်စကားပြောရင်းနဲ့သူမရဲ့မေးစေလေးကိုလက်နဲ့ပင့်ကင်လိုက်တယ်
ခံစားချက်ကတကယ်ကိုအေးအေးလေးပဲအရေးပြားကတော်တော်လေးရုန်းကန်အားကောင်းတယ်တကယ်လို့ဒါကိုဓားမြောင်နဲ့ထိုးဆိုင်လိုက်ရင်ဓားသွားကတုတ်ပြန်မှုကောင်းကောင်းနဲ့ပြန်ကန်ထွက်လာမှတေးချတဲ့သူမကတကယ်ကိုအသက်ခံရဖို့အတွက်မွေးဖွားလာတဲ့အတိုင်းပဲအဲ့ဒီအမျိုးသမီးဟာကျွန်တော်စီကိုတဖြည်းဖြည်းတိုးကပ်လာပြီးဝစ်လစ်စလစ်ဖြစ်အောင်ကျွမ်းကျင်ပိုင်နိုင်စွာပြုလုပ်နေတော့တယ်အခုတော့သူမဘာကိုလိုချင်နေလဲဆိုတာကျွန်တော်အကြမ်းဖျင်းသိသွားပါပြီပထမအချက်ကတော့တေချာပေါက်သူမကကျွန်တော်နဲ့ပြောပါချင်နေတာဒါပေမဲ့ကျွန်တော်ကချုံမောခံရလို့မဟုတ်ပဲသူမရဲ့ခန္ဓာကိုယ်အတွင်းထဲမှာရှိနေတဲ့ထူးခြားတဲ့ပိုးကောင်တစ်ကောင်ကြောင့်ပဲအဲ့ဒါကတော့အပြာရောင်အဆင်းရှိတဲ့ကင်မရာကပိုးကောင်ပဲဖြစ်တဲ့အဲ့ဒီလှုပ်ဆောင်မှုပြီးဆုံးသွားတိုင်းအဲ့ဒီပိုးကောင်တွေကတဖြည်းဖြည်းကြီးထွားလာတတ်ကြတယ်သူတို့ကဒီလိုနီးလန့်နဲ့ပဲစင်ကဲပြောင်းလဲကြတာဖြစ်ပြီးပိုးကောင်ကပုံမူပြီးပြည့်စုံလာလေသူမနဲ့အတူရှိခဲ့တဲ့အမျိုးသားကတော့အားအင်တွေအကုန်လုံးစုပ်ယူခြင်းခံရလေပဲနောက်ဆုံးတော့အသား6ကြီးဖြစ်ပြီးတေဆုံးသွားရမှာပေါ့ဒါကရှေ့ခေတ်ကြပြဆရာတွေတုံးများဆုံးပိုးကောင်တွေကတကောင်ပဲအဲ့ဒီအမျိုးသမီးကကျွန်တော်စီကိုအတင်းတိုးကပ်ပြီးလာအောင်မဲ့အချိန်မှာပဲကျွန်တော်ကဘေးကိုရှောင်ထွက်လိုက်တယ်ဘာဖြစ်လို့လဲမောင်လေးရဲ့မမကမောင်လေးအတွက်ဆွဲဆောင်မှုမရှိလို့လားအမှန်တိုင်းပြောရရင်မမကတော်တော်လေးလှပါတယ်ကိုလုံးကိုပေါက်ကလည်းအလန်းစားပဲဒါပေမဲ့ကျင့်စဉ်ပိုးကောင်ကိုတုံပြီးဖန်တီးထားတဲ့အလှပဆိုတာကတော့အရန်ကိုအတုအယောင်ဆန်လွန်းတယ်ကိုယ့်ရဲ့အစွမ်းထက်လှတဲ့စိတ်ဝိညာဉ်စွမ်းအားကြောင့်ပဲကျွန်တော်အမှန်တရားကိုချက်ချင်းမြင်လိုက်ရတာရုပ်ဆိုးတဲ့မိန်းမကြီးတစ်ယောက်ကလူသားအရေးပြားမျက်နှာဖုံးကိုဆွတ်ထားတယ်လို့မျိုးပဲတကယ်ကိုရွှန်ရှာစရာကောင်းလာပါတယ်ရင်ထဲကနေကိုအော်နှလုံးနာဖို့ကောင်းတာကျွန်တော်စကားကိုကြားလိုက်ရတဲ့အခါအဲ့ဒီအမျိုးသမီးရဲ့မျက်နှာဟာချက်ချင်းကိုပြည့်ယွင်းသွားတော့တယ်တေချာတာပေါ့ကျွန်တော်ကသူမရဲ့အားနည်းချက်ကိုတက်တက်ကြီးထိုးနှက်လိုက်တာကိုနင့်ကိုကောင်းကောင်းလေးပျော်ပါခွင့်ပေးမလို့ဟာကိုအခုတော့နင်ကကိုယ့်ဘက်ကိုတေတွင်းတူးချင်နေတာပဲငါ့ကိုလာမပြစ်တင်နဲ့တော့သူမရဲ့ခန္ဓာကိုယ်တွင်းထဲကနေထူးဆန်းတဲ့အငွေ့သက်တွေထွက်ပေါ်လာပြီးတန်းရောင်မြူကိုတွေဟာလေထုထဲမှာပြည့်နှက်သွားခဲ့တယ်ကျွန်တော်ကတော့တည်ငြိမ်တဲ့မျက်နှာပေးနဲ့ပဲစိုက်ကြည့်နေမိတယ်ဒါကကင်မရာကပိုးကောင်ရဲ့လက်ချက်မှန်ကျွန်တော်အစကတည်းကသိနေတာပဲဒီပိုးကောင်ရဲ့နီးပြူဟာကရန်သူစိတ်ကိုဝေဝါးသွားအောင်လုပ်တာတကယ်လို့သာအဲ့ဒီအကွက်ထဲတက်ဆင်းသွားရင်တော့ထင်အောင်ထင်မှားတာယာမှုတွေကြားထဲပိတ်မိသွားပြီအားအင်တွေအကုန်အဆုတ်ခံရကအလောင်း6ကြီးဖြစ်သွားလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကတော့အေးအေးဆေးဆေးပါပဲဘာမှတုံ့လုံးမနေဘူးကျွန်တော်ကိုလာပြီးဖျားရောက်မှုအတွက်ကင်မရာကလက်ကွက်ကိုတုံးတာကအညံ့ဖြင်းဆုံးလက်ကွက်ပဲတကယ်လို့သာကျွန်တော်မှတတမအဆင့်ရှင်းဟောင်းလောင်းကောင်ရဲ့အစွမ်းထက်စိတ်ဝိညာဉ်စွမ်းအားမရှိရင်တော့မှဒီလိုရိုးရှင်းလုံးတဲ့လက်ကွက်မျိုးတွေကြာဆင်းသွားမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ကနှလုံးသားမရှိတဲ့တွေးမိတ်စာတစ်ကောင်ဖြစ်နေလို့ပဲဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲနင့်ကိုဘာလို့ဘာမှမထိခိုက်ရတာလဲအဲ့ဒီအမျိုးသမီးကတော့လုံးဝအံ့အားမင်းတက်လို့နေပြီးပုံမှန်အားဖြင့်တော့သူမကင်မရာကစွမ်းအားကိုတုံးလိုက်တာနဲ့တားကောင်ဟာချက်ချင်းထင်အောင်ထင်မှားတွေနဲ့ကြားရောက်သွားပြီးဘာမှမခုခံနိုင်ပဲရုပ်ပြက်ဆင်းပြက်ဖြစ်သွားရဆမ်းမြေလေဒါပေမဲ့ဒီတစ်ချိန်မှာတော့လုံးဝအလုံးမဖြစ်ခဲ့ဘူးကျွန်တော်ကသူမကိုအထင်သေးတဲ့မျက်လုံးတွေနဲ့လှမ်းကြည့်လိုက်တယ်ဒါကတမန်အပြာရောင်ဆင်းရှိတဲ့ပိုးကောင်တစ်ကောင်ပဲဥစ္စာပြီးခဲ့တဲ့ဘဝတုန်းကလိမ္မော်ရောင်ဆင်းရှိတဲ့ကင်မရာကပိုးကောင်တောင်ကျွန်တော်ကိုဘာမှမတက်နိုင်ခဲ့ဘူးအဲ့ဒီတုန်းကကျွန်တော်ဟာအလွန်အမင်းထူးခြားလာပါပြီးကဘာဦးဒဏ္ဍာရီလာကင်မရာကပိုးကောင်ကိုပိုင်ဆိုင်ထားတဲ့ထိပ်တန်းမျိုးသမီးတစ်ယောက်နဲ့ဆုံတွေ့ခဲ့ဘူးလားလေအဲ့ဒီလိုနတ်ဖျားမတပါလို့မိမလာမျိုးနဲ့ရင်ဆိုင်ခဲ့ရစဉ်တုန်းကတော့ကျွန်တော်ကတော့အေးအေးဆေးဆေးပါပဲစိတ်ကစားခြင်းလုံးဝမရှိခဲ့ဘူးဒါကသူမကိုသူမတောင်ပြန်လဲတန်တရားဝင်သွားစေခဲ့တာနင်ကဒါကင်မရာကပိုးကောင်မှန်ဘယ်လိုလုပ်တည်တာလဲနင်ကတန့်စင်ရေးအဖွဲ့ကလားအဲ့ဒီအမျိုးသမီးဟာထိတ်လန့်သွားတော့တယ်သူမကကိုယ့်ရဲ့စိတ်အာရုံနဲ့ပတ်လဲကိုလှမ်းပြီးစုံစမ်းစစ်ဆေးကြည့်ပေမဲ့ဘသူ့ကိုမှရှာမတွေ့ခဲ့ဘူးလောလောဆယ်တော့မဟုတ်သေးဘူးဒါပေမဲ့နင့်ကိုတက်ပြီးရင်တော့ဖြစ်လာလိမ့်မယ်ကျွန်တော်ကတော့ဒီမိမကိုတက်ပြီးတန့်စင်ရေးအဖွဲ့ထဲဝင်ဖို့အတွက်တက်တည်ပြစရာအောင်ပွဲတစ်ခုအနေနဲ့သုံးဖို့စိတ်ကူးလိုက်တယ်ဒါကိုကြားတော့သူမရဲ့မျက်နှာပေးဟာအကြည့်အဆိုးစွာပြည့်ယွင်းသွားပြီနင်းသိချင်နေတာပဲငါမှဒီကင်မရာကပိုးကောင်တစ်ကောင်တည်းရှိတယ်လို့ထင်နေတာလားရုတ်တရက်ဆိုသလိုပဲသူမရဲ့ခေါင်းပေါ်မှာနိုင်ရွက်တွေထွက်လာပြီးနောက်ကျောမှာလည်းမျိုးဝါရောင်အမီးတစ်ချောင်းထွက်ပေါ်လာခဲ့တယ်သူမရဲ့လက်သေးတွေကလည်းချက်ချင်းရှည်ထွက်လာပြီးအေးဆက်ဆက်အသွားထက်ထက်အလင်းတွေတစ်ဖြက်ဖြက်တောက်ခတ်သွားတော့တယ်ဒါကအပြာရောင်အဆင်းရှိတဲ့မြေခွေးမျိုးအယိုးတွေတိုက်ပွဲဝင်တဲ့အခါဒီအယိုးကမြေခွေးတစ်ကောင်တွင်ပြောင်းလဲသွားစေနိုင်တယ်သူမရဲ့တုတ်ပြန်မှုအမြန်နှုန်းကတိတိတတ်တာမြင့်တက်သွားပြီးအရန်ကိုဖျက်လက်တွက်လက်လာစေတာဖြစ်တယ်ရန်သူကိုဖျားယောင်းတွေးဆောင်ရင်းနဲ့ပါတပြိုင်နက်တိုက်ခိုက်နိုင်စွမ်းရှိတာပေါ့ဒါပေမဲ့ကံကောင်းတာကဒါကအခြေခံမြေခွေးအယိုးအဆင့်ပဲရှိပါသေးတယ်ကျင့်စဉ်ပိုးကောင်တခင်တွေဆိုတာဘယ်တော့မှအထင်သေးလို့မရဘူးအသွင်ပြောင်းသွားတဲ့အဲ့ဒီအမျိုးသမီးကကျွန်တော်ကိုစူးစူးဆိုင်ဆိုင်ကြည့်လိုက်ပြီးအေးဆက်တဲ့အတန်နဲ့ပြောတယ်ငါအထင်မမှားဘူးဆိုရင်နင်းစောစောကအခန်းထဲမှာကျင့်စဉ်ပိုးကောင်တွေကိုစင်ကဲမြင့်တင်နေတာမလားနင်းကျင့်စဉ်ပိုးကောင်တခင်ဖြစ်လာတာမကြသေးဘူးမလားအစ်စ်နှစ်ရှိတဲ့ကျင့်ကြံသူတယောက်ရဲ့စွမ်းအားကိုအခုနေမြင်ဘူးသွားစေရမယ်အံ့ဩစရာပဲနော်တိုက်တိုက်ဆိုင်ဆိုင်ကျွန်တော်ကလည်းအစ်စ်နှစ်ပဲဗျအဲ့ဒီအမျိုးသမီးကနှာမုတ်လိုက်ပြီးကျွန်တော်စကားကိုလုံးဝမယုံကြည်ဘူးချက်ချင်းပဲသူမကရှေ့ကိုအရှိန်နဲ့လွှားခနဲ့ခုံဝင်တိုက်ခိုက်လေတော့တယ်သူမရဲ့ရှည်လျားလာတဲ့လက်သေးတွေကိုဆန့်ထုတ်ပြီးကျွန်တော်ရဲ့နှလုံးသားစီတက်တက်ကြီးထိုးဆိုင်ဖို့လုပ်တာပေါ့ကျွန်တော်ကတော့အမြန်နှုံးပိုးကောင်ကိုအသက်သွင်းပြီးအသာလေးရှောင်ကွင်းလိုက်တယ်အဲ့ဒီအပြင်ရှောင်ရင်းနဲ့တင်သူမရဲ့အမီးလေးကိုပါလှမ်းပြီးပုတ်တက်နှုတ်ဆက်လိုက်သေးတယ်အမွေးပွားပွားလေးနဲ့တော်တော်လေးကင်လို့ကောင်းတာပဲအမွေးလေးတွေကတော်တော်ဣတာပဲနော်အမွေးတွေဒီထက်မကပိုရှည်အောင်လုပ်လို့ရမလားဟင်ကျွန်တော်လည်းဆွဲပူဝါလေးတစ်ထည်လောက်လုပ်ချင်လို့ပါဒါကိုကြားတော့သူမအကြီးကျယ်ဒေါသထွက်သွားပြီးကျွန်တော်ကိုဖန်ဆွဲဖို့ထပ်မံစူးစမ်းပြန်တဲ့တစ်ချိန်တည်းမှာပဲသူမဟာနောက်ထပ်ကျင့်စဉ်ပိုးကောင်တစ်ခုဖြစ်တဲ့အိမ်မွေးချအမွေးတိုင်စွမ်းရည်ကိုထုတ်ဖော်လိုက်တယ်ဖြူဖွေးတဲ့မြူကိုတွေကကျွန်တော်ပတ်လဲကိုအလင်းအမြန်ဝမ်းမြူပတ်သက်လာခဲ့တယ်ကျွန်တော်ကတော့အตาလေးနောက်ကိုစုပ်ခုံပြီးထပ်မံရှောင်ရှားလိုက်ပြန်တယ်နင့်မှာရှိတဲ့စွမ်းရည်ကဒါအကုန်ပဲဆိုရင်တော့အခုကစပြီးနင့်ကိုငါစတတ်တော့မယ်ကျွန်တော်ရဲ့မျက်လုံးအစုံဟာအယောင်တွေပြောင်းလဲသွားခဲ့ပြီးမျက်လုံးတစ်ဖက်ကမီးတောက်တွေလိုရဲရဲတောက်နေတဲ့မီးတောက်အနီရောင်ဖြစ်သွားပြီးကျန်တဲ့တစ်ဖက်ကတော့ရေဆက်လိုကြည်လင်လာတဲ့ကောင်းကင်ပြာရောင်ဖြစ်သွားခဲ့တယ်ကျွန်တော်ရဲ့လက်နှစ်ဖက်ပေါ်မှာမတူညီတဲ့မီးတောက်နှမျိုးပေါ်ထွက်လာခဲ့ပြီးတစ်ဖက်ကအလွန်မင်းအေးဆက်လာတဲ့စိမ့်ပြာရောင်မီးတောက်ဖြစ်ပြီးနောက်တစ်ဖက်ကတော့အလွန်မင်းပူပြင်းလာတဲ့အနီရောင်မီးတောက်ဖြစ်တဲ့မြင့်တက်အံ့ဩနေတဲ့အဲ့ဒီအမျိုးသမီးကိုကြည့်ပြီးကျွန်တော်ခက်ပြုံးပြုံးပဲလှုပ်လိုက်တယ်
ဒါကျွန်တော်ဒီရေမီးပိုးကောင်ကိုသုံးပြီးပထမဆုံးအကြိမ်တိုက်ခိုက်တာပဲငါရဲ့ပထမဆုံးလက်ဆန်းပြသခြင်းဖြစ်တဲ့အတွက်နင်ကုန်ယူတင်ပါတယ်နော်ပျော်ပျော်ကြီးတည်ဆုံးနိုင်ပါစေဒီလိုထူးဆန်းလုံးတဲ့မြင်ကွင်းကြီးကိုကြည့်ပြီးအဲ့ဒီအမျိုးသမီးဟာရင်ထဲကနေထိတ်လန့်တုန်လှုပ်လာတော့တယ်အမျိုးသမီးတွေရဲ့စက်တမအာယုံအရာဒါဟာအရန်ကိုအန္တရာယ်များတဲ့အရာတစ်ခုဆိုတာသူမရိပ်မိလိုက်ပြီနေပါဦးငါတို့ကောင်းကောင်းစကားပြောလို့ရပါတယ်ဒါပေမဲ့ကျွန်တော်ကတော့သူမစကားကိုဂရုမစိုက်တော့ပါဘူးနောက်ဆုံးတော့ကိုယ့်ရဲ့စွမ်းရည်အသစ်ကိုစမ်းသပ်ဖို့တားကောင်ကောင်ရပြီဥစ္စာဘလို့လုပ်ပြီးလွတ်ပေးမှလဲကျွန်တော်လက်နှစ်ဖက်ကိုဖြည်းဖြည်းချင်းပူးပေါင်းလိုက်တဲ့မိတောက်နှစ်ခုထိတွေ့မိသွားတဲ့အခါကြောက်မက်ဖွယ်ကောင်းတဲ့ဖိအားတွေဟာလက်ထဲကနေပွင့်ထွက်လာပြီးအရက်မျက်နှာအနှံ့ကိုစီးဆင်းသွားခဲ့တဲ့ဘဲချိန်မဆိုပောက်ကွဲသွားနိုင်မဲ့အခြေအနေမျိုးပဲအဲ့ဒီအမျိုးသမီးကတော့တကိုယ်လုံးတုံရင်နေရင်ယူနေပြီဒီကောင်တကယ်အယူပဲသူဒီပောက်ကွဲမှုထဲမှာတေးသွားမှာကိုမကြောက်ဘူးလားသူမဟာအဆုံးစွန်ထိကြောက်လန့်တုန်လှုပ်သွားပြီးထွက်ပြေးဖို့အတွက်ပြတင်းပေါက်ကနေခုန်ချဖို့ပြင်တော့တယ်ဒါပေမဲ့နောက်ကျသွားခဲ့ပါပြီရေနဲ့မီးရဲ့စွမ်းအားနှစ်ရက်ဟာအပြည့်အဝပေါင်းဆက်သွားခဲ့ပြီလေကျွန်တော်အဲ့ဒီစွမ်းအားကိုသူမစီအရှိန်ဟုန်နဲ့လွှတ်ထုတ်လိုက်တယ်ရေမီးတောက်ကြပန်းဟာသူမစီကိုပြန်တန်းသွားခဲ့ပြီးသူမမှာရှောင်တိန်ဖို့အချိန်မရလိုက်ပါဘူးမိတောက်ပုံပောက်ကွဲမသွားခင်ပါလေတယုံယုံတောက်လောင်မှုကြောင့်အခန်းတစ်ခုလုံးဖုံဖုံကြီးမွားပျက်စီးသွားခဲ့ရတဲ့နေရာအနှံ့မှာအနီရောင်နဲ့အပြာရောင်မိတောက်တွေကြီးပဲအဲ့ဒီအမျိုးသမီးကတော့ခန္ဓာကိုယ်အတွင်းကကလီစာတွေပါချက်ချင်းပောက်ကွဲထွက်သွားပြီးခန္ဓာကိုယ်တစ်ခုလုံးအပိုင်းပိုင်းပြက်ပြက်ကြီးမွားသွားခဲ့ရတယ်တေတာမှလုံးဝပြာကျတဲ့အထိတေသွားတာကိုယ်တိုင်တောင်တအံ့တပွားဖြစ်သွားရတယ်ဒီကြပန်းမိတောက်ပောက်ကွဲမှုကဒီလောက်တောင်အစွမ်းထက်တာလားကျွန်တော်ကမိတောက်တေးသေးလေးတစ်ချက်ပဲလွှတ်လိုက်တာလေအဲ့ဒါကိုအဆင့်နှစ်ရှိတဲ့ဆိုးရုပ်တဲ့ကြင်ကြံသူတယောက်ကိုချက်ချင်းအမှုန့်ချေပြစ်နိုင်ခဲ့တယ်ပျက်စီးယိုယွင်းသွားတဲ့အခန်းကိုကြည့်ပြီးကျွန်တော်ရဲ့နှက်ခမ်းတွေမရက်မနာတုံရင်နေမိတယ်ငါကြိမ်ဆိုရဲပါတယ်ငါတကယ်ကြီးဟိုတယ်ကိုဘုံခွဲဖို့စိတ်ကူးမရှိခဲ့ပါဘူးဗျာဒါဟာတကယ်ကိုမတော်တဆမှုတက်ပါပဲအဲ့ဒီနောက်ကျွန်တော်တည်ဆုံသွားတဲ့အမျိုးသမီးရဲ့အနားကိုရှောက်သွားလိုက်တယ်ကျွန်တော်သူမစီကနေတက်တန်းစွမ်းအင်တွေကိုစတင်ပြီးစုပ်ယူလိုက်တယ်တက်တန်းအနှစ်တွေ310နှစ်ကိုအောင်မြင်စွာစုပ်ယူနိုင်ခဲ့ပါပြီတစ်ချိန်တည်းမှာပဲကိုယ့်ရဲ့လူသက်သမားပါရမီစွမ်းရည်ကအလိုလျောက်အသက်ဝင်လာခဲ့တယ်ကိုယ့်ရဲ့ခွန်အားကိုယ်ခန္ဓာနဲ့စိတ်ဝိညာဉ်စွမ်းရည်မှန်သမျှအားလုံးအနှဲငယ်စီထပ်မံတိုးတက်မြင့်မားသွားခဲ့တယ်အဲ့ဒီနောက်မှာတော့ကျွန်တော်ဟိုတယ်ဖုန်းကိုကောက်ကင်လိုက်ပြီးအခန်းပြောင်းပေးဖို့အတွက်အဲ့ကျူကောင်တာကိုလှမ်းပြောလိုက်တယ်ဟိုတယ်ဝန်ထမ်းမလေးရောက်လာပြီးအခန်းထဲကပျက်စီးယိုယွင်းမှုကြီးကိုမြင်လိုက်ရတဲ့အခါသူမရဲ့ခြေထောက်တွေပါပြုံးကနေပြော့ခွေသွားတော့တယ်ပြီးတော့ပတ်လဲကိုကြည့်ပြီးစိတ်ထဲကနေအော်ဟစ်နေမိတယ်နယံကရောကျမတို့ဟိုတယ်နယံကြီးဘယ်ရောက်သွားတာလဲစောစောကကြားလိုက်ရတဲ့ပောက်ကွဲတန်ကြီးကိုပြန်တွေးမိပြီးဝန်ထမ်းမလေးဟာပိုလို့တောင်ကြောက်လန့်လာခဲ့တယ်သူမကစိတ်ထဲကနေဒီအယူကလူတွေကိုအံ့ဩအောင်လုပ်ပြီးသူ့အပြော်ပါအတွက်နေတဲ့နယံတွေကိုလိုက်ဖောက်နေတာပဲလို့တွေးနေတော့တာပေါ့ကိုကတော့ဘာမှအားနာမနေပါဘူးဒီခန်းကမတော်တဆမီးလောင်သွားတာဗျာဒါကြောင့်ကျွန်တော်ကိုနောက်တစ်ခန်းပြောင်းပေးပါပျက်စီးဆုံးရှုံးမှုတွေအတွက်တော့တာဝန်ယူမဲ့လူရှိလိမ့်မယ်ကိုကတန့်စင်ရေးအဖွဲ့ထဲဝင်ဖို့ဆုံးဖြတ်ထားပြီးပြီလေဒါကြောင့်ဒီကိစ္စတွေကိုသူတို့အဖွဲ့စီပဲအကုန်ပုံချပစ်လိုက်ဖို့စဉ်းစားလိုက်တဲ့ကိုပန်အကောင့်ထဲမှာပတ်စံတန်း20ကျော်ရှိနေပေမဲ့လေသူများစီကနေအလကားမြတ်ထုတ်ရမယ့်အခွင့်အရေးမျိုးကိုတော့လက်လွတ်မခံနိုင်ဘူးလေဝန်ထမ်းမလေးဟာမျက်နှာတစ်ပြင်လုံးဖြူလျော်နေပြီးချက်ချင်းပဲခေါင်းညိတ်ပြရှာတယ်ဟုတ်ကဲ့ပါရှင်လူကြီးမင်းဒီအထက်မှာတင်ပဲအခုလေးတင်တန်ရှင်းရေးလုပ်လို့ပြီးထားတဲ့အခန်းတစ်ခန်းရှိပါတယ်ရှင်ညာဘက်ကတတိယမြောက်တကားပါရှင်တော့ကတကားမှာအဆင့်တင်ရှိပါတယ်ဒါပေမဲ့အဲ့ဒီအခန်းထဲမှာအမျိုးသမီးအလောင်းတစ်လောင်းရှိနေလို့ပါအဲ့ဒါကျွန်တော်တက်လိုက်တာလေအခုချက်ချင်းရဲစခန်းကိုဖုန်းဆက်လိုက်ပါဒီမှာဆုံးမတစ်ကောင်ရှိနေတယ်လို့ပြောလိုက်ပြီးတန့်စင်ရေးအဖွဲ့စီကအရာရှိကြီးတယောက်ကိုလွှတ်ပေးဖို့တောင်းဆိုလိုက်ပါကျွန်တော်စကားကိုကြားတော့ဝန်ထမ်းမလေးဟာမတိစိတ်ကနေနောက်ကိုလှည့်ကြည့်မိသွားခဲ့တယ်ပြီးတာနဲ့ချက်ချင်းပဲတရေတစေမြင်လိုက်ရတယ်လို့မျိုးအတန်ကုန်အော်ဟစ်လေတော့တယ်ဘာလို့အော်နေတာလဲအခုချက်ချင်းသွားတိုင်းတော့လေသူမဟာပြတလဲနဲ့ကိုပါဇက်ကိုပြန်ပိတ်လိုက်မိတယ်သူမရဲ့မျက်ဝန်းတွေထဲမှာတော့အဆုံးစွန်သောကြောက်ရွံ့တုန်လှုပ်မှုတွေနဲ့ကိုစိုက်ကြည့်နေတော့တယ်ဖះကြီးဒီကောင်ကတကယ်ကိုရက်ဆက်တဲ့ဆုံးမကြီးပဲသူကဟိုတယ်ထဲမှာမိန်းကလေးတယောက်ကိုတက်ပစ်ခဲ့တာအဲ့ဒီမိန်းကလေးကအဝတ်စားလဲဗလာချင်းဖြစ်နေပြီးရက်ဆက်နှိပ်စက်ညှဉ်းပန်းခံထားရတာပဲဝန်ထမ်းမလေးဟာကြောက်လက်နဲ့အခန်းထဲကနေထွက်ပြေးသွားခဲ့တယ်ကိုကတော့သူမပြေးသွားတဲ့ကြောပြင်ကိုကြည်ရင်နဲ့တခုခုတော့လွဲချော်နေပြီလို့ခံစားလိုက်ရတယ်သူမဟာတကိုယ်လုံးတုံရင်နေရင်းနဲ့ပဲအဲ့ကျိုကောင်တာစီပြေးသွားပြီးလှမ်းអော်တော့တယ်လုံခြုံရေးဒီမှာဆုံးမတကောင်ရောက်နေလို့သူကဟိုတယ်ခန်းကိုဖျက်ဆီးပြုံတယ်မကဘူးမိန်းကလေးတယောက်ကိုပါတက်ပစ်လိုက်ပြီးအဲ့ဒီမိန်းကလေးမှာအဝတ်စားတွေလည်းမရှိတော့ဘူးဒါတေချာပေါက်သူ့လက်ချက်ပဲဒါအပြင်သူကိုယ်တိုင်ကပဲကျမကိုရဲခေါ်ခိုင်းတာရှင်သူဘာထောင်ချောက်တွေစင်ထားလည်းမသိဘူးကျေးဇူးပြုပြီးမြန်လာကူညီပေးကြပါဦးရှင်ဒီလိုတိုင်ကြားချက်ကိုရရှိလိုက်တာနဲ့တန့်စင်ရေးအဖွဲ့ဟာချက်ချင်းပဲလှုပ်ရှားပါတော့တယ်သူတို့ဟာအဖွဲ့လေးဖွဲ့ခွဲလိုက်ပြီးအဖွဲ့တစ်ခုစီမှာအဆင့်လေးရှိတဲ့ကပတိန်တယောက်စီပါဝင်ကစုစုပေါင်းအင်အား100ကျော်ရှိပါတယ်မြို့ထဲမှာလူတွေအများကြီးရှိနေတာမလို့ဒါကထောင်ချောက်တစ်ခုမှန်သူတို့သိနေရင်တော့မှမဖြစ်မနေတွားကြရမှာဖြစ်တဲ့အဲ့ဒါကတန့်စင်ရေးအဖွဲ့ရဲ့တာဝန်ဝတ္တရားလေတစ်ဖက်မှာတော့ကိုကကလပ်စီမြို့တော်ထဲမှာရှိတဲ့တန့်စင်ရေးအဖွဲ့ဝင်တွေအားလုံးကိုစီကိုဥတီလာနေကြမှမသိပဲကတင်ပေါ်မှာလဲပြီးသတင်းတွေအေးအေးဆေးဆေးကြည့်နေခဲ့တယ်9မိနစ်ခန့်ကြာပြီးတဲ့နောက်မှာတော့ကင်းလက်ရဲကအစီးပေါင်းများစွာဟာအရက်မျက်နှာအနှံ့ကနေရောက်ရှိလာကြတော့တဲ့အဲ့ဒီအဖွဲ့ကိုဥဆောင်လာတာကတော့ပြီးခဲ့တဲ့ဘဝတုန်းကကိုယ့်ရဲ့အသက်ကိုကယ်တင်ပေးခဲ့မှုတဲ့ခေါင်းဆောင်လေးလေးပဲဖြစ်တယ်ဒီဟိုတယ်ထဲမှာစုံမရီရဲ့တိုက်ပွဲဖြစ်ပွားမှုအငွေ့သက်ကိုစမ်းသပ်မိတဲ့စီမံကိန်းအရာငါကပထမဆုံးစမ်းရေးအဖွဲ့ကိုဥဆောင်ပြီးအထဲဝင်စစ်မယ်ကျန်တဲ့အဖွဲ့တွေကတော့အပြင်ဘက်ပတ်လဲကနေစောင့်ကြည့်ဝိုင်းရံထားကြဘဲချိန်မဆိုစစ်ကူပေးဖို့အဆင့်သင့်ပြင်ထားမကြခင်မှာပဲသူတို့ဟာကျွန်တော်အရင်နေခဲ့တဲ့ပျက်စီးသွားတဲ့အခန်းထဲကိုရောက်ရှိလာကြတဲ့အဲ့ဒီလိုပြာကျပျက်စီးနေတဲ့မြင်ကွင်းကိုမြင်လိုက်ရတဲ့အခါအတွေ့အကြုံရင်းကျက်လာတဲ့လီလင်ဟာချက်ချင်းပဲကောက်ချက်ချလိုက်တော့တယ်ဒီနေရာမှာစကားမယာကချိုင်ဝမ်နဲ့ရေမီးချိုင်ဝမ်တို့ရဲ့စွမ်းရည်မန်းတန်တွေတုံးထားခဲ့တာပဲရန်သူကတော်တော်လေးအစွမ်းထက်တယ်အားလုံးသတိထားကြနေရန်ဘေးကအဲ့ဒီအလောင်းကတော့တားကောင်ဖြစ်ရမယ်အဲ့ဒါကိုခဏထားလိုက်ဦးအရင်ဆုံးအဓိကတရက်ခန့်စုံမနောက်ကိုလိုက်ကြမယ်အဲ့ဒီအဖွဲ့ဟာအရန်ကိုဂယုတစိုက်နဲ့ပဲကိုခုပြောင်းရွှေ့နေထိုင်နေတဲ့အခန်းတကားဝက်စီကိုချင်းကပ်လာကြတယ်ပြီးတော့သူတို့တွေအခန်းထဲကိုအတင်းဝင်ရောက်ဖို့ပြင်လိုက်တဲ့အချိန်မှာတင်ပဲကိုကတကားကိုအလိုလျောက်ဖွင့်ပြီးအပြင်ကိုထွက်လာခဲ့တယ်ကိုအထင်တော့
အလွန်မင်းရိုးသားဖော်ရွေလာတဲ့အပြုံးတစ်ခုကိုပြုံးပြရင်းပေါ့ဟဲလိုမင်္ဂလာညချမ်းပါဗျာကို့မှာအစွမ်းထက်လာတဲ့စိတ်ဝိညာဉ်စွမ်းအားရှိနေတာမလို့သူတို့ရောက်လာကြတဲ့ကချက်ချင်းသိနေတာလေဒါပေမဲ့လီလင်နဲ့ကြံတဲ့လူတွေအားလုံးကတော့ပြုံးကနေလက်ဖြတ်သွားကြပြီသူတို့ရဲ့မျက်နှာတွေချက်ချင်းပြည့်ယွင်းသွားတော့တဲ့အတွေ့အကြုံများပြားလာတဲ့သူတို့အမြင်မှာတော့ရန်သူကဒီလိုမျိုးခက်ပြုံးပြုံးနဲ့ထွက်လာတယ်ဆိုတာတေချာပေါက်ထောင်ချောက်တစ်ခုခုဆင်ထားလို့ပဲဖြစ်ရမယ်သူတို့တွေဘာမှတွန့်ဆုတ်မနေပဲတပြိုင်နက်တည်းမှာတင်သူတို့ရဲ့ကျင့်စဉ်ပိုးကောင်တွေကိုအသက်သွင်းလိုက်ကြပြီးအယောင်သွေးစုံတွေနဲ့အလင်းတန်းတွေပွင့်ထွက်လာခဲ့တယ်ပြီးတော့ကိုကဘာမှတော့ပြန်မခုခံရသေးခင်မှာတင်ကိုအလင်းအမြန်ဖမ်းဆီးကြုံအောင်ပြစ်လိုက်ကြတော့တယ်ကိုလည်းလုံးဝဝေခွင့်မရပဲကြောင်အန်းသွားရတာပေါ့ဟေ့နေပါဦးပြကပတိန်ကြီးခင်ဗျားတို့ဒါဘာလုပ်တာလဲလီလင်ကမျက်မှောင်ကျုပ်ပြီးစိုက်ကြည့်ရင်မင်းညတုန်းက6ရှမ်းသူ့ကိုလာရောက်နှုတ်ဆက်ခဲ့တာကိုတတိယသွားတယ်မင်းကိုမင်းညကလမ်းကြားထဲမှာငါမင်းကိုတွေ့ခဲ့တာပဲဒါကတိုက်ဆိုင်မှုတော့မဟုတ်တော့ဘူးဒီကောင်ကသူ့ရဲ့စုံမစွမ်းအားတွေကိုဒီလောက်အထိလျှို့ဝှက်စွာဖုံးကွယ်ထားနိုင်လိမ့်မယ်လို့ငါလုံးဝမထင်ထားခဲ့ဘူးကိုလည်းစိတ်ပြက်လက်ပြက်နဲ့နှက်ခမ်းကိုကိုက်လိုက်မိတယ်ဟုတ်ပါတယ်ကျွန်တော်ကစုံမအမျိုးအစားကျင့်ကြံသူတယောက်ပါပဲကပတိန်သူကိုယ်တိုင်ပဲဝန်ခံလိုက်ပြီပြုတ်အဲ့ဒီစကားကြောင့်ကိုလည်းရင်ဘတ်ထဲကနေတွေးတွေအမတက်ခံစားလိုက်ရတယ်လီလင်ကကိုတေချာစိုက်ကြည့်ပြီးတခုခုတော့မမှန်ဘူးလို့ခံစားလိုက်ရပြန်တယ်မင်းကတကယ်ပဲစိုးရုပ်တဲ့စုံမတစ်ကောင်ဆိုရင်ဘာလို့ဒီလောက်အလွယ်တကူအဖမ်းခံရမှာလဲမင်းကိုရှင်းပြဖို့အတွက်စက္ကန့်30အချိန်ပေးမယ်ဘာမှတတ်နိုင်ခြင်းမရှိတော့တဲ့အဆုံးကိုလည်းဒီနေ့ညဖြစ်ပျက်ခဲ့တဲ့မြအကြောင်းအရာအားလုံးကိုသူတို့ကိုအဆအဆုံးအကုန်ပြောပြလိုက်ရတော့တယ်အဖြစ်အမှန်ကိုနားထောင်ပြီးတဲ့နောက်မှာတော့သူတို့အားလုံးစိတ်ငြိမ်သက်သွားကြတယ်